တတိယကြိမ်နေဆက်စစ်ပွဲကမ္ဘောဒီးယားနဲ့ဖြစ်နိုင်ကြောင်းထိုင်းလုံခြုံရေးကြီးကဲများကသတိပေးတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုဖော်ပြပါမယ်။ကမ္ဘောဒီးယားကအစစ်မြေလေကြောင်းရန်ကာကွယ်ရေးလက်နက်များဝယ်ယူစုဆောင်းခဲ့ကြောင်းထိုင်းထောက်လှမ်းရေးသတင်းများကဖော်ပြပါတယ်။ကမ္ဘောဒီးယားနေဆက်တစ်လျှောက်မှာလည်းစိုးရိမ်စရာကောင်းတဲ့စစ်ရေးလှုပ်ရှားမှုတွေမြင့်တက်လာတယ်လို့ထိုင်းလုံခြုံရေးရရှိတွေကဆိုပါတယ်။ထိုင်းနိုင်ငံမှာရွေးကောက်ပွဲကျင်းပနေချိန်ကမ္ဘောဒီးယားဘက်ကလက်နက်ကြီးများကိုစုဆောင်းနေတယ်လို့အစစ်မြေလုံခြုံရေးသတင်းရင်းမြစ်တွေကဖော်ပြပါတယ်။တင်မာမီများအချိန်မီပေါက်ကွဲထွက်နိုင်တယ်လို့ထိုင်းနိုင်ငံကသုံးသပ်ပါတယ်ထိုင်းစစ်တပ်အတွက်အထူးစိုးရိမ်စရာမှာကမ္ဘောဒီးယားဘက်ကအစစ်မြေလေကြောင်းရန်ကာကွယ်ရေးစနစ်များရယူထားတယ်ဆိုတဲ့သတင်းကိုထောက်လှမ်းရေးသတင်းများကဖော်ပြပါတယ်ထိုလူရွက်ကိုဒေတာတွင်း၌ထိုင်းနိုင်ငံရဲ့လေကြောင်းအသာစီးရယူထားမှုကိုခြေဖြတ်ပြရန်ကမ္ဘောဒီးယား၏မဟာဗျူဟာမြောက်လုပ်ရဖြစ်ကျွမ်းကျင်သူများကယုံကြည်နေကြတယ်လို့သတင်းများကဖော်ပြပါတယ်Burma Voice Media ပါ